တို့ဒီ12လပိုင်း14ရက်နေ့ကနေစပြီးတော့ညီမတို့လက်ကုံလောက်ထိပန်းလေးတွေကတော့စင်စက်မပြတ်ရရှိနိုင်ပါတယ်ဒီကာလကတော့ညီမတို့ပန်းနေရလဲအလှဆုံးချိန်မှာဒီလိုမျိုးတိုင်နေမှာလဲလုံးဝပန်းလေးတွေဖွေးပြီးတော့အရန်လှနေတဲ့အရွယ်ပါရှင်ဟုတ်ကဲ့ညီမတို့ပန်းလေးတွေကိုပန်းထွက်လေးတွေကလည်းများလာပါပြီပန်းသားလည်းရန်လှနေပါပြီဟုတ်ကဲ့ပြီးတော့သစင်ဆိုတာကလေညီမတို့ကဒီရာသီချိန်နဲ့ဒီကိုယ့်ရဲ့ပွဲရှိတဲ့အချိန်နဲ့ကြိုက်မှပန်ရတဲ့ပန်မျိုးလေးပါရှင်ဒီအချိန်မှာဆိုဒီဈေးနဲ့ဒီလိုမျိုးအလှလေးပန်ရတာအရန်ကိုတန်နေပါပြီညီမတို့ခြံမှာဆိုရင်ဒီလိုမျိုးအသေးလေးတွေကို9000ကနေစပြီးရပါပြီ9000 8000 1000 ခွဲ2000 2000လောက်ထိကိုညီမတို့ကဈေးရှိပါတယ်ဒါပေမဲ့ဒီလိုမျိုးအခက်တွေကဘာတွေကွာလဲဆို customer တွေကမေးကြပါတယ်ဒါလေးတွေကတော့အခက်သေးလေးတွေပါဒါအခက်သေးလေးတွေဆိုပေမဲ့ဒါလေးတွေကဒီနှစ်ဒီအချိန်မှာမလို့ဒီဈေးကအခက်သေးလေးတွေဖြစ်တာပါရှင်အရင်တော့အခက်သေးကပန်းလေးတွေကစပေါ်ကစားဆိုရင်ပန်းလေးကနည်းနည်းလေးတွေသေးပါတယ်ဒါပေမဲ့ခုဆိုညီမတို့ခြံမှာအနေဆုံးသေးဆုံးဆိုဒီရွယ်လေးတွေရှိနေပါပြီဒီလိုမျိုးရွယ်လေးတွေပါရှင်ဟုတ်ကဲ့ဒါလေးတွေကတော့အခက်ကြီးလေးတွေပါအခက်ကြီးတွေကိုပြပေးနေတာပါရှင်ဒါလေးတွေကတော့ညီမတို့လုံးဝခေါင်းပါခေါင်းဆိုတဲ့သဘောတရားကတော့ဒီလိုအဖျားလေးကနေဒီထီကိုလုံးဝပန်းသားလေးတွေစိတ်ခဲပြီးတော့ဒီလိုမျိုးအရှယ်ကြီးတွေပါဒါဆိုရင်ဘယ်လောက်လောက်အကွာဝေးရှိလဲဆိုတော့ညီမရဲ့အခုလက်တစ်ဖြန်စာပေါ့နော်ဒီကနေဒီထီဒီလိုမျိုးအရှယ်ကြီးတွေပါဒါတွေကတော့ selection တီးတဲ့ဝယ်ယူခြင်းနဲ့ customer တွေဆိုလဲညီမတို့က selection ရောင်းပါတယ်ဒါလေးတွေကတော့1000 ခွဲ2000တန် site ကလေးတွေပါရှင်ဟုတ်ကဲ့ဒါမျိုးလေးတွေပါဒါလေးတွေကတော့အလက် site ကလေးတွေပါဒီအလက် site ဆိုရင်လည်းအရင်လှပါတယ်ညီမတို့ပန်းပန်တဲ့အခါကျရင်ဘယ်လိုမျိုးပန်ရလဲဆို customer တွေကအကြံပြုချက်ကိုတောင်းပါတယ်ရှင်ဟုတ်ကဲ့ပန်းပန်တဲ့အခါကျရင်ညီမတို့တွေမှာအကြီးကြီးပဲပန်လို့လှလားဆိုတော့ကိုကလုံးဝဒီပွဲမှာအကြီးကြီးပဲပန်မယ်လို့စိတ်ကူးထားရင်တော့ပန်နိုင်ပါတယ်ဒါလိုမျိုးခေါင်းဆိုင်ကလေးတွေပဲကိုလိုချင်တဲ့အရွယ်အခက်တွေနဲ့လည်းပန်နိုင်ပါတယ်များများလေးတွေပန်ပြီးတော့အုပ်လေးတွေပန်ရင်လည်းရမ်းလှပါတယ်ဒီလိုမျိုးမဟုတ်ဘဲနဲ့ကိုကဘတ်ဂျက်လည်းစစ်ဖြစ်ခြင်းနဲ့တစ်စင်မန်းကိုလည်းဒီရာသီမှာအလှဆုံးနေထားတဲ့ပန်ခြင်းနဲ့ဆိုရင်တော့ညီမတို့က package လေးတွေလုပ်ပေးထားပါတယ်ဟုတ်ကဲ့ package ကတော့တစ်ခက်ကို9000အသေးလေးတွေကနေစပြီးအကြီးအထိစိုက်တဲ့အခက်ရည်ကိုကြိုက်တဲ့လောက်ဝယ်လို့လည်းရတယ်လို့မျိုးညီမတို့8000 3သိန်းခွဲ2သိန်းခွဲဆိုပြီးတော့ package တွေရှိပါတယ်အခက်ရည်အတွက်ကတော့အများကြီးကွာသွားတာတော့မရှိပါဘူးပါတဲ့အခက်ကလေးတွေက3သိန်းတန်မှာဆိုရင်73ခက်14ခက်ထိထည့်ပေးထားပါတယ်8000မှာဆိုရင်တော့10ခက်ပါရှင့်10ခက်ဆိုပေမဲ့ပန်လို့လှတဲ့အရွယ်ပါဒီလိုမျိုးအသေးလေးတွေကိုအောက်ကနေပန်မယ်ပြီးတဲ့ခါကျရင်ဒီလိုမျိုးအကြီးလေးတွေကိုအပေါ်ကနေဗန်ပြီးပန်တဲ့ခါကျရင်လှပါတယ်ဒီစင်မပန်တဲ့အခါကျရင်အကြီးအသေးဒီလိုမျိုးပန်တဲ့ပုံစံမျိုးလေးတွေကလည်းကိုယ့်ရဲ့ဘတ်ဂျက်ကိုလည်းစစ်ဖြစ်စေတယ်လှလဲလှစေပါတယ်အဲ့အတွက်ကိုကြိုက်တဲ့ပမာဏကိုကိုကြိုက်တယ်လို့ရွေးချယ်ပဲယူနိုင်ပါတယ်ရှင့်ဒါလေးကတော့ခြံလေးတွေကိုပြပေးနေညီမတို့ပန်းလေးတွေကိုပြပေးရပါပြီးတော့ဒီပန်းလေးတွေဘယ်လိုမျိုးဝယ်လို့ရလဲဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးတာပါရှင့်ဟုတ်ကဲ့ channel customer တွေလာတဲ့ခါကျရင်လည်းညီမတို့ကchannel မှာအများနဲ့မရှိတာလည်းပါတယ်ပြီးတော့ညီမတို့ရဲ့တိုင်ရဲ့ပုံစံကတိုင်ရဲ့အကျက်တဲ့ပုံစံကလည်းနည်းနည်းတိုက်ပြီးထင်ပါတယ်ရှိတဲ့အတွက်ညီမတို့တွေကလိုချင်တဲ့ပမာဏကိုညီမတို့မှာပါရှင်ညီမတို့အလှဆုံးအတန်ဆုံးဖြစ်စေရပါမယ် customer တွေစိတ်တိုင်းကျဖြစ်ဖို့အတွက်ကိုညီမတို့အတက်နိုင်ဆုံးအဆင်ပြေဆုံးစေတနာအပြည့်နဲ့အပြည့်အဝထည့်ပေးထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပန်းလေးတွေအားပေးကြရင်တော့0856432242233993ကိုဆက်သွယ်ဝယ်ယူအားပေးနိုင်ပါတယ်ညီမတို့ channel တော့ဘိတ်ကပါရှင်ကတ်ဖြန်းလမ်းမကြီးပေါ်မှာပါအားလုံးကျေးဇူးပါရှင်